Justin Gaethje UFC လောကရဲ့ final boss တွေနဲ့ပဲတိုးနေရတဲ့ ကန်ဆိုးသူမောင်ရှင် UFC ပရိသတ်တွေကြားမှာ the highlight လို့လူသိများတဲ့ Justin Gaethje ကိုကြည့်ပြီးကျွန်တော်တို့သနာတင်သလားအားကျတင်သလားဆိုတာစဉ်းစားရခက်နေပါပြီဒီလူဟာတကယ်ကို take down fighter တက်ရောက်ထည့်ပေးမဲ့သူ့ရဲ့ကံကြမ္မာကတော့ game တစ်ခုရဲ့ hot mode ကိုမှ very hot ပြောင်းကစားနေရတယ်လို့ပါပဲဘာကြောင့် Gaethje ကို UFC ရဲ့ကံအဆိုးဆုံးယာယီဘရင်လို့ခေါ်ရတာလဲGaethje ဟာ UFC တမိုင်းမှာ interim champion ယာယီ champion ခါဘတ်ကိုနှစ်ကြိမ်တောင်ရခဲ့လေသူပါဒါဟာတကယ်တော့ဂုဏ်ယူစရာထက်မင်းတကယ် champion ဖြစ်ဖို့နည်းနည်းလိုသေးလေလို့ကံကြမ္မာကနောက်ပြောင်နေတယ်လို့ပါပဲခါဘတ်အစ်စ်ကိုကန်ရခံနေတိုင်းသူ့ရှေ့မှာပေါ်ပေါ်လာတဲ့သူတွေကလည်းတာမန်လူတွေမဟုတ်ပါဘူး interim ခါဘတ်ရပြီးအားတက်တရော်နဲ့ champion စစ်စစ်ဖြစ်ဖို့ကြိုးစားတဲ့အချိန်မှာသူတွေးလိုက်ရတာက the eagle Khabib Nurmagomedov ပါလူတိုင်းကိုမြေလံတက်နေတဲ့ Khabib နဲ့တွေ့ရတာဟာစာမေးဘက်မှာဂွန်ဒူးထော်ဖို့ကြိုးစားနေတော့ဆရာကမေးခွန်းအပြင်ကထုတ်လိုက်တယ်လို့ပါပဲရလက်ကတော့အားလုံးသိတဲ့အတိုင်း Justin Gaethje အိပ်ပျော်သွားခဲ့ရတာပေါ့အဲ့ဒီပွဲအပြီးနောက်မှာတော့ Dustin Poirier ကိုအလဲထိုးပြီး BMF ခါဘတ်ကိုရလိုက်တော့အေးဆေးဖြစ်ပြီလို့ထင်ခဲ့တာဒါပေမဲ့ကန်တရားကသူ့ကိုအနာမပြပါဘူး Max Holloway နဲ့ပွဲမှာနောက်ဆုံးစကန်အလဲထိုးခံရတာဟာ Gaethje ရဲ့ကန်ဆိုးမှုတရဖူးဆောင်တာပါပဲဒီတစ်ချိန်မှာလဲGaethje က Pimblet Paddy ကိုအမတ်နဲ့အနိုင်ယူပြီးသူ့ရဲ့ဒုတိယ interim lightweight title ကိုရခဲ့တာပါဒါကြောင့်သူ့ရဲ့နောက်ပွဲက undisputed lightweight title unification အထက်လက်ရှိ champion Ilia Topuria နဲ့ထိုးရမှာပါ Topuria က Justin Gaethje ကိုဂုဏ်ယူပါတယ်ပြင်ဆင်ထားဖို့ပြောခြင်းပေမဲ့ဘလို့ပဲဖြစ်ဖြစ်မင်းအဆုံးတက်ခံရတော့မှာပဲလို့တတိပေးခဲ့ပါတယ် Gaethje ရဲ့ကံကြမ္မာကထူးဆန်းပါတယ်သူက boss level fighter တွေကိုမှရွေးပြီးစာမေးခွန်းဖြေနေရတယ်လို့ပါပဲနီးခုံချူရဟင် Justin Gaethje ဟာ UFC lightweight division ရဲ့အကြော်ကြားဆုံး fighter တယောက်ဖြစ်ပေမဲ့သူ့ရဲ့ကံကြမ္မာကတော့ final boss တွေနဲ့ပဲထိတ်တိုက်တွေ့နေရတဲ့ video game second လေးလိုပါပဲဒါပေမဲ့ဒီလိုခက်ခဲတဲ့လမ်းကြောင်းကိုမှရွေးချယ်ပြီးပရိသတ်ကိုဖျော်ဖြေနေရကြောင်းပဲသူ့ကိုကျွန်တော်တို့ချစ်ကြတာမဟုတ်လားကဲပရိသတ်ကြီးတော့ဘလို့မြင်လဲ Gaethje ဟာတကယ်ပဲကန်ဆိုးတာလားဒါမှမဟုတ်သူကိုယ်တိုင်ကပဲခက်ခဲတဲ့လမ်းကိုရွေးချယ်တာလားနောက်တစ်ခါခါဘက်ဟစစ်ကိုသူဖြင်းကိုင်းနိုင်အောင်လားcomment မှာဆွေးနွေးသွားကြပါအောင်